အားလုံးပဲမင်္ဂလာပါရှင်တိုက်တန်ဆိုလာမြန်မာမှာကြိုဆိုပါရစေခုတစ်ခါမှာတော့ဈေးကွက်ထဲမှာအမင်းများနေတဲ့ Day of Grid Inverter လေးကြောင်းပြပြပေးသွားမှာပဲဖြစ်ပါတယ် Day 6 kW of Grid Inverter သူက Grid or Solar ကနေ battery ကိုအားသွင်းပြီးမိမိအိမ်အတွက်လိုအပ်တဲ့လုပ်ကိုဖိပေးနိုင်ပါတယ် IP65 rating ပါဝင်တဲ့အတွက်ပေါ့နော်အောက်တိုးတို့ချိန်တွေမှာလည်းသုံးလို့ရပြီးတော့တော်ရုံရေးဆိုတာဒါမှမဟုတ်ရေးစင်တာလောက်ကတော့ပြဿနာမရှိပါဘူးဒါကတော့သူ့ရဲ့ cooling fan လေးပါဒီကောင်ကတော့ hybrid တွေလို့မဟုတ်ဘဲနဲ့ fan type ဖြစ်တဲ့အတွက်ပေါ့နော်cooling ပြီးတဲ့အချိန်မှာ noise တန်လေးတော့အနည်းငယ်ကြားနိုင်တယ်ဒါပေမဲ့သူအရင်ဆွဆွငင်းငင်းကြီးမဟုတ်တဲ့အတွက်စိုးရိမ်စရာတော့မရှိဘူးဒါသူ့ရဲ့ data logger ပေါ့သူ့ရဲ့ data logger မှာဆိုရင်တခြား solar inverter နဲ့မတူဘဲနဲ့တမူထူးခြားသွားတာကသူက data logger ကိုတီးတန့်ထပ်ပြီးတော့တက်စရာမလိုတော့ဘူးဘေးရင်ပါပြီးသားဖြစ်သွားတယ်သူ့ရဲ့ temperature rate မှာဆိုရင် -40 degree Celsius ကနေပြီးတော့မှ +60 degree Celsius အထိပေးထားတယ် solar panel ရဲ့ input မှာဆိုရင်သူက PV4 rate က950 CT ရတယ် MPPT input rate မှာဆိုရင်သူက150 VDC ကနေပြီးတော့မှ425 VDC အထိကိုလက်ခံပေးထားတယ် PV input current မှာဆိုရင်သူက2 string ပါပြီးတော့သူက1 string ကိုပေါ့နော်အမြင့်ဆုံး80 ampere လောက်ထိတော့သူကရတယ်PV short circuit ဖြစ်မယ်ဆိုရင်တော့သူက29 ampere လောက်ထိတော့လက်ခံနိုင်ပြီးတော့29 ampere ထက်ကျော်လွန်သွားရင်တော့ fire heating နေပါပြီးတော့ဖြစ်နိုင်တယ်အကြမ်းမြင့်အနေနဲ့ကတော့သူက1 string ကို CD ချိတ်ဆက်ပြီးတော့8ချက်လောက်ထိရတော့ recommend ပေးလို့ရတယ်သူ့ရဲ့ AC input မှာဆိုရင်တော့ grid ဒါမှမဟုတ် generator ဒါမှမဟုတ် solar ကနေပြီးတော့မှ charger ပြန်လုပ်နိုင်တယ် battery input မှာဆိုရင်တော့သူ့ရဲ့ battery type က acid ore ဒါမှမဟုတ်အခုဈေးကွက်ထဲမှာအသုံးများနေတဲ့ lithium ion LiPo4 battery နဲ့4ရအနေနဲ့ဆိုရင်48ဘူရီနဲ့ချိတ်ဆက်လို့ရတယ် charger သွင်းတာဒါမှမဟုတ်တစ်ချောက်ကိုသူက135 ampere လောက်ထိတော့ကပ်ပေးထားတယ်အမခံပိုင်းမှာဆိုရင်လေသူကဒေးမြန်မာပိုင်း GS ကနေပြီးတော့မှပေါ့နော် Fire official running ပါဝင်ပြီးတော့လက်တလောအခုဈေးကွက်ထဲမှာ customer ရဲ့စိတ်ပူနေကြတဲ့ FED error ဖြစ်ခဲ့မယ်ဆိုရင်လေအလုံးရဲ့ serial မှန်ကန်မှာကအမခံမှုအပြည့်နဲ့အလုံးသစ်ကိုချက်ချင်းပြန်လဲပေးပါတယ်အဓိကအဖြစ်ပေါ့နော်ကိုတက်စင်မဲ့ solar panel ရဲ့ full rate current နဲ့ battery fan ရဲ့ capacity တွေပေါ့နော်ဒီ manual တွေက specification အတိုင်းကိုက်ညီအောင်ဆောင်ရွက်ဖို့ရွေးချယ်ဖို့ကတော့အရေးကြီးပါတယ် Virtual လေးစိတ်ဖြစ်ခြင်းနဲ့ Day brand မှာပဲသုံးကျင်တဲ့ဆိုတဲ့ customer တွေအတွက် Day 6 kW off grid inverter လေးရှိပါမယ်ရှင် Solar inverter battery တက်ဖို့စဉ်းစားနေရဆိုရင်တော့ Titan Solar မြန်မာကိုသာရွေးချယ်လိုက်ဖို့ဖိတ်ခေါ်ပါရနော်